အားလုံးပဲယေရှုခရစ်တော်ဖျားနာမနဲ့မင်္ဂလာပါဖခင်သခင်ရဲ့ဂရုဏာနဲ့ဒီနေ့ဂျေဇုတော်အားဖြင့်ကောင်းမွန်စွာနဲ့နိုးထခြင်းကောင်းမွန်စွာနဲ့ကိုရဲ့ခြေတော်ရင်းထဲမှာကိုတော်နဲ့အတူအစပြုခြင်းခွင့်ကိုပေးတဲ့ထိုဖျားရှင်နာမတော်ဘုန်းကြီး၍မင်္ဂလာရှိပါစေဒီနေ့မှာလည်းကျွန်တော်ရဲ့အသက်တာတွေကိုတဖန်နှုတ်ကပတ်တော်အားဖြင့်အသက်တာကိုဆင်ခြင်ခွန်အားယူပြီးအစပြုကြဖို့ရန်အတွက်ပြင်ဆင်ထားပါတယ်ဒီကနှုတ်ကပတ်တော်အတွက်ဆက်ကပ်ကြပါစို့ကောင်းမြတ်တန်ရှင်းစုံလင်တော်မူသောအဖမြတ်စွာတော်ဘုရားသခင်ကိုရောကျေးဇူးတင်တဲ့ဂရုဏာအသင့်နဲ့နိုးထခြင်းဓမ္မကကိုရောနဲ့အစာပြုဖို့ရန်အတွက်ကိုရောဘုရားသခင်စိတ်ဆုံးဖြတ်ပါတယ်ကိုရောခြေတော်ရင်းတို့သိုးဝင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်တဲ့ကျေးဇူးတင်တဲ့တန်ရှင်းတော်ဝိညာဉ်တော်ဘုရားကိုရောလက်တော်အနံပါတယ်ခံယူမဲ့ညီကိုမောင်တော်မချမ်းသာတော်သူအရောက်ချင်းစီတိုင်းပေါ်မှာတန်ရှင်းတော်ဝိညာဉ်တော်ဘုရားကိုရောအလုံးလုံးလက်ကိုရောကောင်းကြီးဖြစ်စေပါမည်အကြောင်းတတ်တော်အနံနဲ့အစာပြုတဲ့အခါမှာအသက်တခင်ကယ်တင်ရှင်ယေရှုခရစ်တော်ဖျားနာမတော်မြတ်နာယူတည်လင်းမြတ်စွာဖြင့်ဆုတောင်းဆက်ကလက်အစာပြုကြပါတယ်ဖခင်မြတ်စွာဘုရားသခင်အာမင်ဒီနေ့နှုတ်ကပတ်တော်ပြင်ဆင်ထားတဲ့ခေါင်းစဉ်လေးရတော့ခရစ်တော်၌ရှိတော်စိတ်တဘောလို့ဒီနေ့ခေါင်းစဉ်ပေးထားပါတယ်ခရစ်တော်၌ရှိတော်စိတ်တဘောကိုဒီနေ့ယုံကြည်သူမိသားစုအသက်တာထဲမှာယူတင်ဝတ်ဆောင်ဖို့အင်မတန်မှအရေးကြီးပါတယ်လူတိုင်းကဒီနေ့သူတို့ဘာရဲ့အကျိုးတွေထက်ဒီနေ့ကိုယ့်ရဲ့အကျိုးကိုဒီနေ့မျှော်တတ်ပါတယ်လောကသားတွေဆိုရင်တေချာတာကတော့ဒီနေ့ကိုအစဉ်ပြေဖို့သူတို့ဘာအစဉ်ပြေဖို့ထက်ဒီနေ့ကိုအစဉ်ပြေဖို့ကိုဒီနေ့ကြိုးစားပြီးတော့မှရုန်းကန်နေရတဲ့လောကကြီးထဲမှာဒီနေ့ဖျားသားတွေကတော့ကိုအမှုရာထက်ဒီနေ့သူတို့ဘာရဲ့အမှုရာကိုရှုမှတ်တတ်တဲ့အတ္တတာဖြစ်ဖို့ရန်အတွက်ထိုတခင်ကကျွန်တော်တို့ကိုတွင်တင်ထားတဲ့အရာလေးကိုနှုတ်ကပတ်တော်တစ်ပိုက်မှာသူတို့ကဆင်ခြင်မှုဖြစ်ပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးနဲ့အငယ်4နဲ့5ကိုဒီနေ့ခွန်အားယူဖို့ဖြစ်ပါတယ်ကိုအမှုရာကိုဒါမရှုမှတ်ပဲသူအမှုရာကိုအချင်းချင်းရှုမှတ်ကြလောယေရှုခရစ်၌ရှိတော်ထိုစိတ်တဘောကိုတင်တို့၌လည်းရှိစေကြလောဒီနှုတ်ကပတ်တော်လေးပဲဖြစ်ပါတယ်လောကတစ်ခုလုံးကကိုအမှုရာထက်အရေးကြီးတာဘာမှမရှိပါဘူးကိုကောင်းဖို့အတွက်နေ့ရက်စဉ်တိုင်းမှာကြိုးစားပြီးလှုပ်ဆောင်ရုန်းကန်နေကြပါတယ်ဒါမှဒီထဲမှာအံ့ဩစရာကောင်းတာကဖျားသားတွေရဲ့အသက်ရှင်ခြင်းနဲ့ပတ်သက်ပြီးတော့မှတခင်တွင်တင်ခဲ့တဲ့အရာဖြစ်ပါတယ်တလောကလုံးကတော့ဒီနေ့ကိုယ့်အတွက်လုံနေချိန်မှာဖျားသားသူ့သားသမီးတွေကတော့ဘလို့အသက်ရှင်ရမလဲဆိုတာကိုတခင်ကတော့နှုတ်ကပတ်တော်ထဲမှာမိန့်မာခဲ့တဲ့စကားဖြစ်ပါတယ်ကိုယ့်အမှုရာထက်ကိုယ့်အမှုရာကိုမရှုမမှတ်ပဲဒီနေ့ကိုယ့်အမှုရာကိုမကြည့်မမှတ်ပဲတကယ်ပဲသူ့အမှုရာရှုမှတ်ဖို့မှာခဲ့ပါတယ်ဒါကလောကရဲ့အနေနဲ့ဆိုရင်အလွန်ပင်ခက်ခဲပါတယ်ဒီအမှုကဒါမှတင်ကဖျားသားဖြစ်တဲ့အတွက်ဖျားတခင်ရဲ့သူ့ရဲ့သားသမီးဖြစ်တဲ့အတွက်ဒီအခွင့်အရေးကိုလုံနိုင်ပါတယ်အရန်အံ့ဩစရာကောင်းပါတယ်ဒီမှာတော့အစင်မပြေဘူးဆိုဒီနေ့သူ့အတွက်လှုပ်ပေးဖို့ကအလွန်ခက်ခဲတယ်ဒါမှဖျားသားထဲမှာထိုလက္ခဏာရှိတယ်ဖျားသားတွေထဲမှာထိုအမှုကိုပြုနိုင်ရတော့အခွင့်ကိုထိုဖျားပေးထားတယ်ဘလို့ပြောတာလဲယေရှုခရစ်၌ရှိတော့ထိုစိတ်တဘောကိုလေတင်တို့၌ရှိစေကြလောဒါကသူ့ရဲ့သားသမီးတွေထဲမှာရှိရဲ့စိတ်တဘောဖြစ်ပါတယ်လောကကြီးမှာမရှိဘူးဒါမှတင့်မှာရှိရဲ့ဘာကြောင့်လဲတင်ကသူ့ရဲ့သားသမီးဖြစ်လို့ဖြစ်ပါတယ်ဒီနေ့ဒီအခွင့်အရေးကသူ့ရဲ့သားသမီးတွေမှာရှိရဲ့ဒါမှထူးခြားတယ်သူသားသမီးတွေကခရစ်တော်ထဲမှာရှိရထိုစိတ်တဘောကိုတင်းနဲ့ကျွန်တော်ရဲ့ဘဝမှာလည်းရှိဖို့ရန်အတွက်တခင်အလိုရှိရဲဆိုတာကိုဒီနှုတ်ကပတ်တော်ထဲမှာမြင်တွေ့ရပါတယ်ရှင်ခရစ်ဝင်ကျမ်းခန်းကြီး8ထဲမှာဒီနေ့မာယွန်းခြင်းအမှုကိုပြုတဲ့အမျိုးသမီးတယောက်အကြောင်းကျွန်တော်မြင်ရပါတယ်တကယ်တော့ဒီအမျိုးသမီးကမာယွန်းခြင်းပြုတဲ့အချိန်မှာလူအုပ်ကြီးကမြင်တယ်တရားစီရင်ဖို့အတွက်ဂဲလုံးတွေကင်ပြီးတော့မှပြစ်ဖို့အတွက် ready ဖြစ်နေတယ်တကယ်တော့ယူဒလူမျိုးတွေကဂဲပေါက်အရန်ကျွမ်းဂဲနဲ့ပေါက်ဖို့အတွက်စီရင်ဖို့ငါတို့မောရှေကစီရင်တယ်ဆိုသူတခင်ရှေ့မှာထိုအမျိုးသမီးကိုခေါ်ခဲ့တယ်အဲ့ဒါမှတခင်ရဲ့စိတ်တဘောမြင်ရတခင်ကဘာလုပ်လဲဆိုတော့ဘာမှမပြောထက်ခါမေးတော့တခင်လက်ကြည့်ပြီးကိုလဲ့ပြီးပြောတယ်မင်းတို့မှာအပြစ်နဲ့ကင်းတဲ့သူရှိရင်အရင်ခဲနဲ့ထုပါဒီစကလုံးကိုကြားတဲ့အရောက်တိုင်းကကိုယ့်ကိုပြန်မြင်သွားတယ်
ကိုယ့်ကိုပြန်မြင်တယ်ဘာမြင်တယ်လဲဆိုတော့ငါတို့ကအပြစ်ရှိတယ်ငါတို့လည်းထိုအမျိုးသမီးကဲတော့ပဲမြင်တဲ့အခါမှာအကြီးဆုံးနဲ့အငယ်ဆုံးနိုင်အောင်ထွက်သွားကြတယ်နောက်ဆုံးသခင်နဲ့ထိုအမျိုးသမီးပဲကြံတယ်ထိုအမျိုးသမီးအမှုကိုသခင်ဘာလုပ်လဲသခင်မစီရင်ဘူးဒီနေ့ကိုအမှုရာထက်သူ့အမှုရာကိုကြည့်မှတ်ဖို့ရန်အတွက်ကလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးခက်ခဲပါတယ်ဒါပေမဲ့လည်းသူတို့ဘာအရန်ကောင်းကြီးဖြစ်တယ်ဆိုတာကိုမြင်တွေ့ရပါတယ်ဒီနေ့တင်းရဲ့ဘဝမှာဒီလောကထဲမှာအသက်ရှင်တဲ့အခါမှာသူတို့ဘာကောင်းကြီးတွေဖြစ်ဖို့အတွက်ဒီလောကထဲမှာတင်းကိုထထားတယ်ကိုယ့်ရဲ့အမှုရာတွေထက်သူတို့ဘာရဲ့အမှုရာကိုဒီနေ့ပြုစုဖို့ရန်အတွက်သူတို့ဘာရဲ့အမှုရာကိုတန်ဖိုးထားပြီးတော့မှအစေခံလှုပ်တတ်တဲ့သူဖြစ်ဖို့ရန်အတွက်ထားတယ်တမန်တော်ကြီးရှင်ဘောလူလည်းထိုကဲတော့ပါပဲသူရဲ့လက်တွေအားဖြင့်သူကိုယ်တိုင်အဖိုးခများစွာနဲ့အနစ်နာခံပေးဆက်သူတစ်ပါးတော့ဖြစ်ပါတယ်များစွာတော့လူအုပ်ကကောင်းကြီးဖြစ်တယ်ထိုတခင်ရဲ့စိတ်တဘောတင်းနေကျွန်တော်ရဲ့အသက်တာထဲမှာလည်းအရန်ရေးကြီးတယ်အိမ်ထောင်မှာရေးကြီးတယ်မိသားစုတွေမှာရေးကြီးတယ်အတင်းတော်တွေမှာလိုအပ်တယ်တာသနာအမှုတော်မြတ်ထဲမှာတခင်ရဲ့စိတ်တဘောနဲ့အသက်ရှင်နေဆိုရင်ကျွန်တော်တို့ရဲ့လှုပ်ဆောင်တဲ့အရာအားလုံးကသူတို့ဘာအတွက်ဘုံတော်ထင်ရှားယုံတော်မကပဲဖယားတခင်ရဲ့အတူရှိခြင်းဖယားတခင်ရဲ့ကောင်းမြတ်ခြင်းနဲ့နေ့ရက်စဉ်တိုင်းမှာစီးစင်းယုံတော်မကပဲနေရာဒေတာအသီးသီးပေါ်မှာကောင်းခြင်းမင်္ဂလာဖြစ်စေတယ်သူတို့ဘာတွေအပေါ်မှာကောင်းကြီးဖြစ်စေတယ်ဆိုတော့ကိုကျွန်တော်မြင်တွေ့ရပါတယ်ဒါကြောင့်မလို့ချစ်တော်ဒီနေ့အိမ်တော်မိသားစုအယောင်ချင်းစီတိုင်းကိုအားပေးခြင်းတဲ့အရာလေးရတော့ဒီနေ့ကိုယ့်ရဲ့ဖြစ်ခြင်းကိုယ့်ရဲ့အမှုရာကိုယ်မှလည်းအခက်ခဲတွေရှိတယ်ကိုယ်မှလည်းစိန်ခေါ်ချက်တွေရှိတယ်ကိုယ်မှလည်းပြဿနာတွေရှိပါတယ်ဒါပေမဲ့လည်းဒီနေ့ကိုယ့်ရဲ့အမှုရာတွေထက်သူတစ်ပါးရဲ့အမှုရာကိုရှုမှတ်တတ်တော်အတတ်တာသူတစ်ပါးရဲ့အမှုရာကိုဒီနေ့ကြည့်ပြီးတော့မှပါဝင်ပေးနိုင်တော့အတတ်တာအစေခံပေးနိုင်တော့အတတ်တာများဖြစ်ဖို့ရန်အတွက်ခရစ်တော်၌ရှိတော်ထိုစိတ်တဘောကိုယူဆောင်လဲရှိရလျာရှိရအရာမှာဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေကြတော့အိမ်တော်မိသားစုအတီးတီးဖြစ်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်လေးနဲ့အားပေးချင်တာဖြစ်ပါတယ်။ကြာနာတာရောက်ချင်းစီတိုင်းဖျက်ရှင်ကောင်းကြီးပေးပါစေ။နှုတ်ကပတ်တော်တဲ့ခဏလောက်ဆက်ကပ်ကြပါစို့။ကောင်းမြတ်တဲ့ဘုရားကိုတော်ယေရှုတင်တယ်။နှုတ်ကပတ်တော်တဲ့ယေရှုတင်တယ်အရင်ကတော့ကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အတွက်ပဲကိုစဉ်းစားတတ်ပေမဲ့ဒီနေ့မှာတော့သူတစ်ပါးအတွက်စဉ်းစားပါတယ်။သူတစ်ပါးအစဉ်ပြေဖို့အတွက်အစေခံဖို့ပြင်ဆင်ပါတယ်။ကိုယ့်ရဲ့အမှုရာထက်သူတစ်ပါးရဲ့အမှုရာကိုကြည်တတ်တော်အတတ်တာဖြစ်ဖို့ရန်အတွက်နှုတ်ကပတ်တော်တဲ့ယေရှုတော်ချီးမွမ်းလက်ကိုလက်တော်ပြန်ဆက်ကပ်တဲ့အခါမှာကောင်းမြတ်တန်ရှင်းဆုံးလင်သောသခင်ယေရှုခရစ်တော်ဖျားနာမတော်မြတ်၌ဆုတောင်းဆက်ကပ်ကြပါれဖခင်မြတ်စွာဘုရားသခင်အာမင်